မစင်ကို4000တုံးပုံစံစွန့်တတ်တဲ့ဂျိုသားခင်ဗျားတို့တွေတစ်ခါမှကြားဘူးမှာမဟုတ်ပါဘူးဒါဟာသိပ္ပံဇာတ်လမ်းတွေကဂျိုသားတစ်ကောင်ဖြစ်ကြောင်းပြောနေတာလည်းမဟုတ်ပြန်ပါဘူးဒါပေမဲ့ဒီတတ္တဝါရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့စွမ်းရည်တွေကတော့ကမ္ဘာစီးမြင့်နေတဲ့မကိုက်ညီလောက်အောင်ကိုထူဆန်းလွန်နေပါသည်ကြည့်လိုက်ရင်တော့ဝက်ဝင်အသေးစားလေးလိုကိုလုံးတောင်းတောင်းအမွှေးပွားပွားနဲ့ချစ်စရာကောင်းတဲ့ရုပ်ရည်ရှိပါသည်သူ့နာမည်ကတော့ဝမ်ဘတ်ပါဩစတြေးလျတိုက်မှာနေထိုင်ပါသည်ဒါပေမဲ့သူ့ကိုရိုးရိုးသားသားတတ္တဝါလေးတစ်ကောင်လုံးမထင်လိုက်ပါနဲ့တဘာဝတရားကဖန်တီးထားတဲ့ဒီဇိုင်းတွေထဲမှာဝမ်ဘတ်ဟာဂျိုသားလိုတင်စားရလောက်အောင်ကိုထူးခြားစမ်းပြနေလို့ပါပဲပထမဆုံးအနေနဲ့ခေါင်းစဉ်မှာပါတဲ့အတိုင်းသူ့ရဲ့အထူးဆန်းဆုံးဂျိုသားဆန်တဲ့အချက်ကိုပြောပြချင်ပါသည်အဲ့ဒါကတော့သူစွန့်လိုက်တဲ့မစင်မှာကဘာပေါ်မှာဘယ်တတ္တဝါမဆိုစွန့်ပစ်လိုက်တဲ့အညစ်အကြေးဟာအလုံးပုံစံဒါမှမဟုတ်အရေးပုံစံရှိကြတာပါဒါပေမဲ့ဒီဝမ်ဘတ်တွေကတော့ Rubik Cube လိုမျိုးတီးကြတဲ့4000အတုံးလိုက်ကိုမစင်စွန့်တတ်ကြပါသည်ဒါဟာမတော်တဆဖြစ်တာမဟုတ်ပါဘူးဝမ်ဘတ်တွေဟာမျက်လုံးသိမ့်မကောင်းပါဘူးဒါကြောင့်သူတို့ရဲ့နေမြေကိုအမှတ်သားလုပ်တဲ့အခါမှာကြောက်တုံးတွေတစ်တုံးတွေပေါ်မှာသူတို့ရဲ့မစင်တုံးတွေကိုအုပ်ခဲစီတယ်လို့ထပ်ပြီးတော့တင်ထားလေးရှိပါသည်အလုံးပုံစံဆိုရင်လိမ့်ကျသွားမှာဆိုလို့တဘာဝတရားကသူတို့ကို4000ပုံစံအီးပါနေအောင်လုပ်ပြီးနိုင်တဲ့စွမ်းရည်ပေးထားတာပါသိပ္ပံပညာရှင်တွေတောင်အံ့ဩရတဲ့အထိပါပဲသူတို့ရဲ့ဦးလန်းကျောင်းဟာပြောလိုက်မှလိုက်ကျုံနိုင်စနိုင်စွမ်းရှိပြီးစွန့်မြစ်ပစ္စည်းတွေကိုစက်ရုံကနေပုံစံခွက်နဲ့ထုတ်လိုက်တယ်လို့4000ဖြစ်အောင်ဖန်တီးပေးလိုက်တာဖြစ်ပါသည်တညကိုအတုံးပေါင်း100လောက်အထိစွန့်ထုတ်ပြီးဒါကငါအိမ်မဲလို့ဂျိုသားဆန်ဆန်ကြီးညာလေးရှိပါသည်ဒုတိယချက်ကတော့သူတို့ရဲ့ကာကွယ်ရေးစနစ်ပါဝမ်ဘတ်ဒီဟာအန်ဒီရဲ့ကျုံရင်တခြားကောင်တွေလို့ထွက်မပြေးပါဘူးအဲ့ဒီအစားသူတို့တူးထားတဲ့တွင်းထဲကိုခေါင်းဝင်လိုက်ပြီးတွင်းဝကိုသူတို့ရဲ့တင်မားနဲ့ပိတ်ထားလိုက်ပါသည်ရုတ်တရက်ဆိုရင်ရည်စရာကောင်းနေပါလိမ့်မယ်ဒါပေမဲ့ဝမ်ဘတ်ရဲ့တင်ပါဟာတာမန်သားဆိုင်မဟုတ်ပါဘူးအယိုးနုတွေအထက်ထပ်ပါဝင်ပြီးသားမွေးထူထူတွေဖုံးအုပ်ထားတာကြောင့်ကြောက်တုံးတုံးလိုသံမဏိဒိုင်းလွှားတစ်ခုလိုမာကျောလာပါသည်ဒိုင်ကိုလို့ခေါ်တဲ့ခွေးရည်ရန်သူတွေအနောက်ကနေဘလူပဲကြိုက်ကုတ်ဖက်ဖြက်စီးနေပါစီဘာမှမဖြစ်ပါဘူးပြောရရင်သူ့ရဲ့တင်ပါကတက်ရှိတင်ကားတစ်စီးပဲဖြစ်ပါသည်တခါတလေတွင်းဝကိုခေါင်းထိုးဝင်လာတဲ့ရန်သူရဲ့ခေါင်းကိုသူ့ရဲ့တင်မာကြီးနဲ့တွင်းနေရန်ကြားမှာညှက်ပြီးတော့မှပြန်တတ်နိုင်စွမ်းရှိပါသည်တင်မာနဲ့ပြန်တိုက်ခိုက်တဲ့ဂျိုသားစစ်တီတော်တွေပါပဲနောက်ဆုံးချက်ကတော့သူတို့ရဲ့ခန္ဓာကိုယ်ဒီဇိုင်းမှာဝမ်ဘတ်ဒီဟာသားပိုက်ကောင်တွေလိုမျိုးခလေးထဲဖို့အိတ်ပါပါသည်ဒါပေမဲ့သားပိုက်ကောင်တွေရဲ့အိတ်ကအပေါ်ကိုလှည့်နေပေမဲ့ဝမ်ဘတ်တွေရဲ့အိတ်ကတော့ပြောင်းပြန်အနောက်ဘက်တင်မာဘက်ကိုလှည့်နေပါသည်ဘာကြောင့်လဲဆိုတော့ဝမ်ဘတ်တွေဟာမြေကြီးတူးတဲ့နေရာမှာဆရာကြီးတွေပါတကယ်လို့သာအိတ်ကအရှိဘက်ကိုလှည့်နေမယ်ဆိုရင်မြေတူးတဲ့အခါမှာကလေးရဲ့မျက်နှာပေါ်မြေကြီးတွေဖုံးအုပ်ကုန်မှာပါဒါကြောင့်မလို့တဘာဝတရားကမြေတူးရင်ကလေးကိုလည်းလုံခြုံအောင်ထားနိုင်မှုဒီဇိုင်းကိုပြောင်းပြန်လှမ်းပြီးဖန်တီးပေးထားပါသည်ဒီကုန်းချုပ်ရမယ်ဆိုရင်တော့ဝမ်ဘတ်ဆိုတာ4000ပုံစံစွန့်ပစ်တတ်တဲ့ဦးလန်းချောင်းရှိပါသည်တင်မာကတံမဏိလုံးမှာပြီးရန်သူကိုပြန်တတ်နိုင်တယ်ခန္ဓာကိုယ်အိတ်ကလည်းပြောင်းပြန်ပါနေတယ်ဒီလောက်ထူးခြားစမ်းပြနေတော့သူတို့ကိုကဘာမြေပေါ်ကဂျိုသားလေးတွေလိုတင်စားခေါ်လိုက်ရင်တော့မမားတော့ဘူးထင်ပါသည်